1ကိုတွားကြပါမယ်အဲ့ဆိုရင်အမ lesson 1မှာယူထားတဲ့ A လေးကဒီ A လေးပေါ့နော်တွေ့ A frame လေးကဒီလိုပါတွေ့ A frame လေးပါဆိုတော့ဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ပေါ့နော်အဲ့ဆိုရင်ဒါက A frame လေးပါအဲ့ဆိုရင်မှာကတွေ့အထက်တန်ပေါ့နော်တန် frame လေးပါတွေ့တန် frame လေးကဒီလိုလေးလာပါတယ်ဒီလိုလေး A လေးပေါ့နော်ဒီလိုလေးပါအဲ့ဆိုရင်အမတို့ lesson 1အနေနဲ့ပေါ့နော်ဒီ 8 frame လေးကိုအမတို့လုပ်ကြမယ်ဆိုရင်အမတို့pattern စကူလေးလိုတယ်ပြီးတော့ bob and လို့မဟုတ်ခဲတံပေါ့နော်အမကြတော့ဒီဗီဒီယိုရိုက်တာဆိုတော့ bob and ခဲတံကြတော့အယောင်မထင်လို့ဒီလို softpen လေးယူထားပါတယ်အဲ့ဆိုရင် page လေးလည်းလိုပါတယ်အဲ့ဆိုရင်အမတို့ပထမဦးဆုံးအနေနဲ့အမတို့ pattern စကူလေးမှာအမတို့တောင်းမှန်မြင်းတစ်ခုဆွဲလိုက်ပါမယ်နော်အမတို့တောင်းမှမြင်းတစ်ခုကိုဆွဲလိုက်ပါမယ်မြင်းတစ်ခုဆွဲလိုက်မယ်ပေါ့နော်တကယ်လို့အမတို့ရဲ့ပတန်ဒီစက်ကူကကြတော့တောင်းမှမကြထားဘူးဆိုရင်အမတို့တောင်းမှကြတော့အောင်နောက်ထပ်မြင်းတစ်ခုကိုပြန်ဆွဲလိုက်ပါမယ်အဲဆိုရင်တောင်းမှကြအောင်ပေါ့နော်တနေရာမှာအမတို့ဒီလိုလေးတခြားလေးတောင်းမှမြင်းတစ်ခုကိုအမတို့ဒီလိုလေးဆွဲထားပါမယ်ဒီလိုလေးဆွဲထားပြီးရင်အမတို့ကဒီပေကျိုးလေးနဲ့အမတို့ရဲ့တန် frame လေးကိုတိုင်းပါမယ်အမတို့ရဲ့ဒီတန် frame ပေါ့နော်ဒီထိတ်ကနေအမတို့စတိုင်းပါမယ်ဒီထိတ်ဒီလက်ကင်ရှိရဲ့ဘက်ကိုမတိုင်းမဲနဲ့ဒီကနေဒီပတ်လဲဒီအထိတိုင်းပါမယ်ဒီဘက်ဒီအကွင်းအကိုင်းပါတယ်ဒီဘက် frame မပါဘူးเนาะအဲဆိုရင်အမတို့တိုင်းသွားပါမယ်အမတို့လက်မနီးနဲ့ပဲတိုင်းသွားပါမယ်เนาะလက်မနီးနဲ့ပဲဖြစ်ဖြစ်အမတို့စင်တီနီးနဲ့ပဲဖြစ်ဖြစ်ကိုတိုင်းလို့ရတဲ့ဟာလေးကိုအမတို့မရပါမယ်အဲဆိုအမကလက်မလေးနဲ့တွားလိုက်ပါမယ်အဲဆိုရင်အမတို့ဒီထိတ်ကနေတီချာလေးတိုင်းလိုက်မယ်အမတို့တီချာလေးတိုင်းပါမယ်เนาะဒီရဲ့တန် frame ရှိရဲ့အတိုင်းပဲသူကကြတော့ဘယ်လောက်ရှိလဲဆိုရင်16လက်မရှိပါတယ်ဒီမှာအမတို့16လက်မရှိရပေါ့နော်ဒီမှာအမတို့16လက်မရှိပါတယ်အဲဆိုရင်အမတို့16လက်မကိုတဝက်ပါမယ်16လက်မကိုအမတို့တဝက်မယ်ဆိုရင်16ရဲ့တဝက်က8ပေါ့နော်8လက်မပါအဲဆိုရင်အမတို့ဒီမြင်းဖြောင်ပေါ့နော်ဒီတိုင်ထောင်ထားတဲ့နေရာမှာအမတို့8လက်မကိုမှတ်လိုက်ပါမယ်8လက်မကိုအမတို့ဒီဘက်တစ်ခါမှတ်မယ်မြင်းရိုင်မှာဆိုလို့အမတို့ဒီဘက်ရောပဲအမတို့တစ်ခါပြန်မှတ်လိုက်ပါမယ်ဒီလိုပေါ့နော်အဲဆိုရင်အမတို့ဒီမှတ်ထားတဲ့ဒီအမတ်ကနေအမတို့တစ်ဖက်စီကိုအမတို့6စိတ်သွားပါမယ်အမတို့6စိတ်သွားပါမယ်ဒီဘက်ရောပဲအမတို့6စိတ်သွားပါမယ်ဒီ6စိတ်ကိုအမတို့ဒီလိုဆက်လိုက်ပါမယ်เนาะဒီကအမတို့6စိတ်သွားပါမယ်6စိတ်ပေါ့เนาะ6စိတ်သွားမယ်အဲ့ဒါပြီးလို့ရှိရင်အမတို့ဒီ8 frame ရဲ့အောက်ခြေကိုရောပဲပြန်တိုင်းပါမယ်ဒီအောက်ခြေပေါ့နော်ဒီအောက်ခြေဒီ8 frame မှာဆိုရင်ဒီမှာသူကဒီမှာလေးဒီမှာအမှတ်လေးပါရယ်နော်ဒီမှာအမှတ်လေးပါရယ်အမှတ်ကနေဒီအမှတ်အထိအမတို့တစ်ခါပြန်တိုင်းပါမယ်ဒီအောက်ခြေကိုပဲနော်အဲဆိုရင်အမတို့အောက်ခြေကိုတိုင်းလိုက်တာအမတို့6လက်မရပါတယ်6လက်မရတယ်เนาะအဲဆိုရင်အမတို့6လက်မရတယ်ဆိုတော့အဲ့ဒါကိုရောပဲအမတို့ဒီ6လက်မကိုရောပဲအမတို့တဝက်ပြန်ဝက်ရင်အမတို့3လက်မရရပေါ့เนาะအဲဆိုရင်အမတို့ဒီကနေဒီ8ဒီထိတ်ကနေအမတို့ဒီ3လက်မဆင်းပါမယ်ဒီ
ဒီ3လက်မပေါ့နော်ဒီ3လက်မဆင်းပါမယ်ဒီ3လက်မဆင်းတဲ့နေရာနေရောပဲအမားတို့တစ်ဖက်တစ်ချက်စီကိုအမားတို့6စိတ်စီသွားပါမယ်သူရောပဲအမားတို့ဒီမှာ6စိတ်ဒီဘက်မှာလည်းဒီမှာ6စိတ်ဆိုတော့ဒါလည်း6စိတ်ဒီဘက်လည်း6စိတ်6စိတ်သွားလိုက်ပါမယ်အဲဆိုရင်အမားတို့ဒီ6စိတ်ကိုအမားတို့ဆက်လိုက်ပါမယ်ဆက်ပြီးတော့လို့ရှိရင်အမားတို့ဒီအောက်ခြေပေါ့နော်ဒီပတန်ရဲ့ဒီအောက်ခြေဘက်မှာအမားတို့နှစ်လက်မနဲ့နှစ်စိတ်သို့မဟုတ်နှစ်လက်မနဲ့လေးစိတ်တွားလို့ရပါတယ်အခုဒီ 8 frame ကအရန်လဲမကြည့်ဘူးအရန်လဲမတည်ဘူးဆိုတော့အမားတို့ဒီနှစ်လက်မနဲ့နှစ်စိတ်ပဲတွားလိုက်ပါမယ်အဲဆိုရင်အမားတို့တစ်ဖက်တစ်ချက်စီကိုအမားတို့နှစ်လက်မနဲ့နှစ်စိတ်ဒီဘက်မှာရောပဲအမားတို့နှစ်လက်မနဲ့နှစ်စိတ်တွားပါမယ်အဲ့ဒါကိုမှဒီနှစ်လက်မနဲ့နှစ်စိတ်မှထားတဲ့နေရာနဲ့ဒီထိန်းတဲ့ကိုအမားတို့ဆက်လိုက်ပါမယ်ဟုတ်ပြီအဲ့ဆိုရင်အမတို့က8 frame တိုင်းပြီးသွားပြီပေါ့နော်တိုင်းပြီးသွားပြီဆိုလို့ရှိရင်အမတို့ဒီ8ဒီ6စိတ်မှတ်ထားတဲ့ဒီ frame ရဲ့ဒီအပေါ်ဘက်ကိုအမတို့ချုပ်စာ2စိတ်စီထည့်ပါမယ်ဒီလက်မပေရလေးဒီမှာလေးတိတ်မထင်လို့အမဒီဘက်က2စိတ်ကိုပဲယူလိုက်မယ်နော်ဒီဘက်က2စိတ်ဒီဘက်ကရောအမတို့2စိတ်ယူလိုက်ပါမယ်အဲ2စိတ်ကိုပဲအမတို့ပေတာနဲ့ပြန်ဒီချလေးတိုင်းပြီးမှဆက်လိုက်ပါမယ်ဒါကချုပ်စာเนาะအမတို့ဒါချုပ်စာပါ8 frame မှာပါတယ်ဒီအမတို့မိုးကဒါညက်ပေးရမယ့်ဟာရဲ့ချုပ်စာပါဒါချုပ်စာသူကတသမ2စိတ်သူကတသမ2စိတ်ပါရှင်အဲဆိုရင်အမတို့ဒီလိုလေးတွားလိုက်ပြီပေါ့နော်8 frame ကသူရဲ့အထဲမှာထဲမဲ့မိုးကသားလေးကအမတို့ပတ်တန်ဆွဲပြီးသွားပြီဒါပေမဲ့အမတို့အဲ့ဒါကိုအမတို့ပြန်ဆေးရမယ်ပေါ့နော်အမတို့လိုချင်တာကအမတို့လိုချင်တာရှစ်လက်မပေါ့နော်ဒါကိုအမတို့ရှစ်လက်မဆွဲထားတယ်ရှစ်လက်မရှိလားမရှိလားဆိုတဲ့ဟာကိုအမတို့ပြန်ဆေးရပါမယ်ဒီနှစ်စိတ်ကိုချုပ်စာဒီနှစ်စိတ်ကိုမပါဘဲနဲ့အမတို့ဒီ6စိတ်မထားတဲ့ဒီနှစ်စိတ်ရဲ့အောက်ကဒီဟာလေးကိုစတိုင်းပါမယ်โอเคဒီမှာစတိုင်းပြီနော်စတိုင်းပြီးမှအမတို့ဒီချာလေးတိုင်းပါမယ်ဒီချာလေးတိုင်းသွားပါမယ်အဲဆိုရင်သူကဒီမှာအမတို့တိုင်းလိုက်တဲ့အခါမှာရှစ်လက်မနဲ့နှစ်စိတ်လောက်ရှိရယ်ရှစ်လက်မနဲ့နှစ်စိတ်ရှိရဲ့အခါမှာအမတို့လိုချင်တာကရှစ်လက်မပဲအဲဆိုရင်ဒီရှစ်လက်မမှာအမတို့အမတ်တင်ဂီတာလေးတစ်ခုပေးခဲ့ပါမယ်ဒီဘက်ရောပဲအတူတူပဲအမတို့ဒီနှစ်စိတ်မပါဘဲနဲ့ဒီ6စိတ်နှစ်စိတ်မပါဘဲနဲ့ဒီအောက်ကနေအမတို့ဒီချာလေးတိုင်းသွားပါမယ်သူရောပဲအမတို့ရှစ်လက်မနဲ့နှစ်စိတ်လောက်ရှိရပေါ့နော်တကယ်တော့အမတို့လိုချင်တာရှစ်လက်မပဲဆိုတော့အမတို့ရှစ်လက်မမှာပဲဒီလိုအမတ်လေးတစ်ချက်ပြန်မှတ်လိုက်ပါမယ်အဲဆိုရင်အမတို့ဒီလိုချင်တဲ့ဒီဟာဒီပတန်လေးနဲ့ပူရှိနေရပေါ့နော်အဲဆိုရင်အမတို့ဒီပတန်လေးကိုအမတို့ဒီရှစ်လက်မဆိုရဲမှတ်ထားတဲ့နေရာမှာအမတို့ဒီလိုပြန်ဆွဲပေးလိုက်ပါမယ်ဆွဲပြီးမှဒါဆိုရင်အမတို့တရားကကျတော့အမတို့ဖြတ်ထုတ်ရမယ့်ဟာပေါ့နော်အမတို့လိုချင်တာရှစ်လက်မပဲလေနော်အဲဆိုရင်အမတို့ဒါပတန်လေးပြီးသွားပါပြီအဲဆိုပတန်လေးညက်ပါမယ်ဒါအမတို့ညှက်ထုတ်ပြရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒါအမတို့ဒီ8ပတန်ရဲ့ဒီ8 frame ရဲ့ပတန်လေးပေါ့နော်ဒါအမတို့မိုးကဒါညက်ပေးရပါမယ်သူ့ကြတော့အမတို့တဝက်အကုန်တဝက်ဝက်ထားတာမို့လို့အမတို့သူ့ကိုဘယ်လိုပတန်လေးဘယ်လိုညက်ပေးရမလဲဆိုတော့ဒီဘက်ကအမတို့ဒီလိုလေးပေါ့နော်ပိတ်ခောက်ရက်သားလေးညက်ရပါမယ်ဒီဘက်ကျတော့အမတို့နှစ်စိတ်ထဲထားတာမို့လို့ဒီချုပ်စာနှစ်စိတ်ကိုကတော့အမတို့ချုပ်ပေးရမှာပေါ့နော်အဲဆိုရင်အမတို့ဒီ lesson 1ရဲ့အပိုင်း1မှာကျတော့အမဒီ8 frame လေးရဲ့သူရဲ့ဒီဘယ်လိုပတန်ဆွဲသွားရဆိုတဲ့ဟာလေးကိုအဓိကပြပြီးသွားပါတယ်အဲဆိုရင်အမတို့lesson 1ရဲ့အပိုင်း2မှာပြန်တွေ့ကြပါမယ်နော်